မိသာသနာတော်တွေ့ကြုံကြည့်မာရဲမစိုးရိမ်ကြောင်းတိုက်ကြီးပြန်လဲအားတီးဆောက်လို့လူတန်းနေတဲ့အချိန်ခါမလေးဆွဲထက်ရွှေဆိုင်မိသားစုနဲ့အတူသားတို့သမီးတို့လေးကုသိုလ်ပါဝင်နေအိုဖေဖေအိုမေမေသားတို့အနုမဟောဆိုကြပါလေဖေနဲ့မိမိသာသနာတော်တွေ့ကြုံကြည့်မာရင်မစိုးရိမ်ကြောင်းတိုက်ကြီးပြန်လဲကတီးဆောက်လို့လူတန်းနေတဲ့အချိန်ခါမလေးဆွဲထက်ရွှေဆိုင်မိသားစုနဲ့အတူသားတို့သမီးတို့လေးကုသိုလ်ပါဝင်နေအိုဖေဖေဆိုကြပါလေသမီးတို့လူတွေကုသိုလ်ဟာဖေဖေမေမေတို့တွေ့ပြီးသမီးတို့လူတွေကုသိုလ်ဟာဖေဖေမေမေတို့တွေ့ပြီးမေမေပေးတဲ့အမွေအကောင်းယူကကြောင်းအလူမထဲဝင်လူရောင်နေအိုဖေဖေသမီးတို့လူတွေကုသိုလ်ဟာဖေဖေမေမေတို့တွေ့ပြီးသမီးတို့လူတွေကုသိုလ်ဟာဖေဖေမေမေတို့တွေ့ပြီးမေမေပေးတဲ့အမွေအကောင်းယူကကြောင်းလူမထဲဝင်လူရောင်နေအိုဖေဖေဆိုကြပါလေအိုဖေဖေအိုမေမေတာရနုဘောခေါ်ဆိုကြပါလေအိုဖေဖေအိုမေမေတာရနုဘောခေါ်ဆိုကြပါလေယနေ့စီပူခဲ့တဲ့ကုသိုလ်အားလုံးကိုအာယုံပြု၍အားလုံးသာဓု၃ချိန်ခေါ်ဆိုတော်မူကြပါဖေဟာသာဓုသာဓုသာအစီရင်ရ